မုတ်ပြားတက်လက်လို့လဲခေါ်တယ်ပဲပြုတ်လေးနဲ့စီလေးပေါ့နှမ်းစီပဲစီနဲ့မွေးနာပဲဒါဘူးတိကျော်အကျော်စုံထောပတ်ဘိမုံနဲ့မုံအုံနှောင်လေးပါရှင်ဒီဘက်ကတော့မုံကျွဲတဲ့နဲ့ဆန်ရွေးမကင်းနဲ့ဒါတာကူပြေနုတာခွေရိုင်လဲပါသေးတယ်ဒါကောင်းငင်းရွှေသမင်းနဲ့ခေါ်ပြင်ဒီဘက်ကတော့မုတ်ဖက်ထုတ်မုတ်ပါမုံအုံနှောင်မုံဖက်ထုတ်ဟင်းနေလည်းရှိသေးတယ်နော်ဝက်ချိုပေါင်းဘဲဦးတီးဆောင်ဟင်းနဲ့ဆက်သားဟင်းတော့စိတ်သားဟင်းမဟုတ်ဘူးတဲ့လားဒါကြက်ပဲဘက်ကဝက်သားစီပြန်ချက်ဒီဘက်ကတော့ဒါငဖယ်ငါးချစ်ပေါ့နော်ငါးချစ်ငဖယ်ပေါ့ငချင်းစီပြန်ကြက်ဦးဟင်းရယ်ဒီဘက်ကငချောက်ထောင်အပေါ်မှာဆိုလို့ရှိရင်ချမောင်ကျော်ရှိမယ်နောက်ပြီးတော့ငပိကျော်ပြီးတော့ကမွန်းချင်ရနဲ့ပစုံလေးဦးရှယ်ပဲအကုန်လုံးစားချင်စရာလေးဗာလေးစိတ်သားကြောင့်ဒီပါဒါကတော့ဘယ်နေရာလေးလဲဆိုလို့ရှိရင်မီနီကုန်းကရွှေရီမြန်မာမုံမျိုးဆိုင်ပဲဖြစ်ပါရဲ့ရှင်အဲ့ဒီမှာစားလို့ရဲကောင်းတယ်လို့လာစားကြပါလို့လဲပြောချင်ပါတယ်ရှင်မနက်စာ breakfast မြန်မာမုံမျိုးစုံလေးရပါတယ်ကျေးဇူးတင်ပါတယ်